မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြိုင်နဲ့ပကုတ်ကုမျိုးနယ်ဆက်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားရဲ့တိခိုက်သေးဆုံးမှုများပြပြီးတအုပ်ကိုရှင်ဖန်မီကကန်ချိုသိန်းစီရရှင်။မကွေးတိုင်းမြိုင်မျိုးနယ်နဲ့ပကုတ်ကုမျိုးနယ်ဆက်မှာဂျပန်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့ရာစစ်သားတွေတိခိုက်သေးဆုံးမှုများပြပြီးတအုပ်ရှင်ဖန်မီကကန်တချို့ကိုသိန်းစီရရှိခဲ့ကြောင်းအကွတ်ပီပယ်ဒီဗန်ဖိုမှာတာဝန်ရှိသူကပြောတယ်။ဒီဇင်ဘာနေ့ရက်နေ့မှာမြိုင်မျိုးနယ်နဲ့ပကုတ်ကုမျိုးနယ်ဆက်ကိုစစ်ကြောင်းထိုးလာတဲ့တမတ်69ကဂျပန်စစ်သားနဲ့အင်အားတရာကျော်ပေါင်းလာတဲ့စစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကလက်မိုက်တနေရာမှာကြားပြတိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြပြီးထိခိုက်ဒဏ်ရာရှိတဲ့စစ်သားတပ်ကိုရှင်ဖန်မီကလက်နက်ကြီးချို့နဲ့ခန်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကို Agot People Defense Force ပကုတ်ကူခိုင်လုပ်ခဲ့တဲ့ MGY PDF ကမ္မ Underground 4နဲ့မြိုင်ပတ်ကပါရပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထိခိုက်မရှိခဲ့ကြောင်းသိရပါတယ်။ပကောက်ကုမျိုးနယ်အများမျိုးနယ်တွေဂျပန်စစ်တပ်ကစစ်ကြောင်းတို့လှုပ်ရှားနေအပြင်လေကြောင်းကလည်းပြည်သူလူထုကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများနေပြည်စေးတရီနဲ့လေကြောင်းရန်ကိုတတိရှိနေတိုင်းပေးချမ်းအကွတ်ပီပယ်ဒီဖန်ဖိုကတိုက်တော်နေဆက်လက်ပြီးစားလင်းကြီးမြို့ပေါ်မြို့မှာရဲစကန်မှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်မှုစစ်သားစေဦးသေးဆောင်ပြီးအလောင်းတလောင်းသိမ်းစီရရှိစကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မြို့မှာရဲစကန်မှာထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်ရာစစ်သားစေဦးသေးဆောင်ပြီးအလောင်းတလောင်းသိမ်းစီရရှိခဲ့ကြောင်းတောင်တမန်ကြီးဆက်ပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်နိုဝင်ဘာ30ရက်နေ့ည7:00နာရီခန့်မှာစားလင်းကြီးမြို့ပေါ်မြို့မှာရဲစကန်မှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတော်လိုက်တပ်ဖွဲ့တွေကရေကားရွာနီမှာကြားပြတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွေအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား10ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြလဲဆုတ်ခွာနိုင်ခဲ့တယ်။စားလင်းကြီးမြို့ပေါ်မြို့မှာရဲစကန်ထွက်လာပြီးဝမ်မောင်ကမ္ပဏီတဲ့ကိုပြောင်းနေတဲ့စစ်ကွေးစစ်ကြောင်းကိုကျွန်တော်ကြားပြတိုက်ခိုက်ခဲ့ရပါစစ်ကွေးလောက်ထလောင်ရတဲ့ထိခိုက်ဒဏ်ရာများတဲ့လက်နက်တွေတော့ဆွဲသွားတဲ့စစ်ခွေးအရန်ကတော့ခံမှန်းချေ100ကျော်လို့ပဲသိရပါတယ်။စစ်ခွေးစစ်ကြောင်းဝန်ပေါင်းကိုမွေးနိုင်တော့ပဲစားလင်းကြီးမြို့ဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရတယ်။စစ်ခွေး110ကောက်လောက်တည်တဲ့ကျွန်တော်ရဲဘော်တွေအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့တောင်တက်မှကြီးဆက်ပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်။အဆိုပါတိုက်ခိုက်မှုကိုရင်းမပင်ခိုင်တဲ့စစ်ကြောင်းရင်းမပင်ခိုင်စစ်ကြောင်းနဲ့တပ်ပေါင်းစုညီနောင်မဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးတောင်တွင်းမြို့နယ်ညာတော်ကျအောင်စုမှာပြည်သူတွေကိုနှီးမျိုးစုံနှိပ်စက်နေအောက်ဆောင်ရဲမှုအောင်ကြည်ဝင်းပါဝင်တုံးပြစ်ခတ်ခဲ့ရပြီး3လုံးသေးဆုံးမကွေတိုင်းတောက်တွေချင်းမြို့နယ်ညာတော်ကျအောင်စုမှာပြည်သူတွေကိုနှီးမျိုးစုံနှိပ်စက်နေအောက်ဆောင်ရဲမှုအောင်ကြည်ဝင်းပါဝင်3ကိုပြစ်ခတ်တိုက်ခိုက်ရ3လုံးသေဆုံးခဲ့ကြောင်းမကွေတောင်တွင်းကျအတူပြောက်ကြားတပ်ဖွဲ့တော်ရှိသူကပြောပါတယ်။နိုဝင်ဘာ26ရက်နေ့ညပိုင်းမှာတောင်တွင်းချင်းမြို့နယ် project တိုက်နယ်ညတော့ကြအောင်ဆိုတစ်ခုတ်ကျွင်းအားတွင်စစ်တပ်တရင်ပေးပြလောက်ကိုင်းနေအောင်ချုပ်ရမှုဟောင်းကြည်ဝင်းဆိုသူကကြေးရနေပြည်သူတွေကိုစစ်တပ်ခေါ်လိုက်ရမလားချိန်ချောက်ပြောဆိုပြီးအနိုင်ကျင့်နှိပ်စက်နေ၎င်းအိမ်တွင်တော်လိုက်တပ်ဖွဲ့တွေကဝေရောက်ပစ်ခတ်တိုက်ခိုက်ရပွဲချမီသေးဆုံးခဲ့တယ်အလားတူတစ်ခုတ်ကွင်းကျွရမှာစစ်တပ်တရင်ပေးပြလောက်ကိုင်းနေတဲ့မင်းစောဦးနဲ့စနီးဖြစ်သူခင်ချိုင်တို့ကိုလည်းတော်လင်းရဲဘော်တောက်ကစစ်တပ်တန်တရင်ပေးဖန်ဆီးစေခိုင်းခြင်းတော်လင်းရဲဘော်တွေကိုစစ်တပ်တန်တရင်ပေးတိုင်ကြားခြင်းကြောင့်ရင်းနေမှာ၎င်းတို့နေတွေပထမထပ်မံဝင်ရောက်တိုက်ခိုက်ရနှောင်းလုံးပွဲချင်းမီတည်ဆောင်ခဲ့တဲ့ထို့သူပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အုပ်ချုပ်ရေးမှူးအောင်ကြည်ဝင်းပါဝင်တုံးတို့ကိုတော်လေးတပ်ဖွဲ့တွေကကြိတ်ကြိတ်တော့တွေ့ဆုံပြီးစစ်တပ်နဲ့ပူးပေါင်းခြင်းဖြစ်လာတဲ့တတိပေးပြောကြားခဲ့တော့လေလိုက်နာခြင်းမရှိဘဲဆက်လက်လုပ်ကိုင်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့နဲ့လက်ကားမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီးတောက်တွင်းချင်းမြို့နယ်တွင်စစ်တပ်တရင်ပေးတလန်နဲ့ဖြူစော်ထီအနေနဲ့စစ်တပ်တံကိုတရင်ပေးတိုင်ကြားခြင်းစစ်တပ်အကူပြီးပြည်သူတို့ပေါ်ငွေကြေးအတ္တမကောက်ခံခြင်းနဲ့စစ်တပ်မှပြုလုပ်တဲ့တူရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်ပြီးဆိုပါကအချိန်မျိုးတိုက်ခိုက်သွားပြီဖြစ်ကြောင်းမကွေးတောင်တွင်းကြီးထူးပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ဆက်လက်ပြီးစင်ကိုင်မှာရထားနဲ့အိမ်စီကားတိုင်းပြီးကားပေါ်ကလူ3ဦးသေဆုံးမန္တလေးတိုင်းစစ်ကောင်မြို့နယ်မှာရထားနဲ့အိမ်စီကားတိုင်းမှုဖြစ်ပြီးကားပေါ်ပလိုက်ပါသူ3ဦးသေဆုံးကြောင်းဒေသခံတွေကပြောတယ်။ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မနက်9:40မိနစ်40ခန်းကစင်ကိုင်မြို့ပတရာရွာနီရန်ကုန်မလေးရထားလမ်းမှာအိမ်စီကားနဲ့ရထားတိုင်းမှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကပြောတယ်။ဖျားတဲ့ဘူးရက်သွားယူရ9ယောက်ပါ3ယောက်ဆုံးပြီးဒေသကတအုပ်ကပြောတယ်ကားကရထားလမ်းကိုပြတ်ကိုချိန်တိုက်မိခဲ့တာဖြစ်ပြီးရထားလမ်းပိတ်ဆုံတွေကြတာကြောင့်နေကံမဟုတ်တဲ့ကားသမားတွေကရထားလာတာကိုမသိလိုက်တာဖြစ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်ပါတယ်။တေဆုံးသူတွေထဲမှာတက်ကြီးပိုင်းတွေပါဝင်ပြီးနထိုးချင်းမြို့နယ်ရွာကြီးရွာတိတ်ကဖြစ်ကြောင်းဒေသခံတွေစီကနေသိရတယ်။တန်ရသူနောက်ကိုလည်းဆက်လက်ကုသနေဆဲဖြစ်ကြောင်းသတင်းရရှိတယ်။ဆက်လက်ပြီးစကိုင်းတိုင်းမှာဂျပန်စစ်တပ်လူခွေချိုးပေါမှုအများဆုံးကျူးလွန်လာအာနာသိန်းဂျပန်စစ်တပ်ရဲသားပြည်သူတွေပေါ်လူခွေချိုးပေါမှုဖြစ်စဉ်မှာ22,695ခုရှိခဲ့လို့အမျိုးသားညွေဆွေရ NUG လူခွေဆိုင်ဝေကြီးဌာနအစင်းချက်လက်တွေရသိရတယ်။ဒီထဲမှာအများဆုံးကျူးလွန်ချိုးဖောက်ခံလူခွေချိုးဖောက်မှုမျိုးစားကတရားလက်လွတ်တပ်ပြတ်ခံမှုဖြစ်ပြီးအဆိုပါဖြစ်စဉ်မှာ9230မှုရှိခဲ့လို့ထုတ်ပြန်တယ်။စစ်တပ်လူခွေချိုးဖောက်မှုဖြစ်စဉ်များစွာစကိုင်းတိုင်းမှာတွေ့ရှိရပါလို့သိရတယ်။
ဒါအပြင်ဂျမ်ဘတ်ဆေးအုပ်စုကစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း495မှုကျွလွန်ခဲ့လူပေါင်း4065သေဆုံးခဲ့လို့သိရတယ်။စုလိုက်ပြုံလိုက်တပ်ခံရသူတွေထဲမှာအသက်16နှစ်အောက်ကလေးတငယ်960ယောက်ပါဝင်ပြီးအမျိုးသမီး882ယောက်ပါဝင်တယ်လို့သိရတယ်။အကြံဖတ်စစ်ကော်မရှင်ကမတရားစစ်မှုထမ်းဥပဒေအရရောတရားလက်လွတ်ပေါ်တာဆွဲမှုတွေပါလှုပ်ဆောင်နေရဒီနေ့ချိန်ထိအတင်းအဓမ္မစစ်သားစုဆောင်းမှုခံရမှုဖြစ်စဉ်မှာ1698ခုရှိခဲ့ပြီးစုဆောင်းခံရသူအရေအတွက်ဟာ3186ယောက်ရှိနေဖြစ်တယ်လို့အများဆုံးတပ်သားစုဆောင်းခံရနေရဒေသကမက်လီတိုင်းဒုတိယကရခိုင်ပြည်နယ်ပြည်တယ်လို့ထုတ်ပြန်တယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာအာဏာသိမ်းမှုစတင်ကြိုးပမ်းချိန်ကနေဒီနေ့ချိန်ထိအရသာပြည်သူတွေပေါ်ရာဇဝတ်မှုကျွလွန်ခဲ့မှုကိန်းဂဏန်းတွေဟာရပ်တန့်ခြင်းမရှိဘဲဇက်တိုက်တိုးလာနေလို့ NUG လူ့ခွင့်ရေးဆိုင်ဝန်ကြီးဌာနကဆိုပါတယ်။ဆက်လက်ပြီးကျန်းဖတ်စစ်တပ်မိဖက် SSPP နဲ့မြေမှာလည်းကြားဖြတ်နေပန်းပြီးနော်ကျန်းဖတ်အာဏာသိမ်းစစ်တပ်အပေါင်းပါဖြစ်တဲ့ KNL ကြားဆောင်တဲ့ BGF နဲ့မြေတိုင်းမြန်မာနယ်စပ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးဖမ်းမိရရှိခဲ့သလိုစစ်တပ်နဲ့မိဖက်ဖြစ်တဲ့ရှမ်းပြည်မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP SSC ထိန်းချုပ်အနေမြေမှာလည်းကြားဖြတ်လှုပ်ဆောင်နေသူတွေကိုဖမ်းဆီးရမိရမှုရှိလာလို့သိရတယ်။ရှမ်းပြည်မြောက်ပိုင်းကြောင့်ပဲမြို့နယ်တောင်ထိပ်ကြားအနီးမှာခုလိုဖမ်းဆီးရဖြစ်ပြီး၄ရက်တာတွင်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့နိုင်ငံခြားသား28ယောက်ကိုဆက်ဆက်ပစ္စည်းရတဲ့တူဖမ်းဆီးရရှိခဲ့တယ်။အကြမ်းဖက်စစ်တပ်ဒီနေ့ထုတ်ပြန်ချက်အဆိုပါအွန်လိုင်းငွေလိမ်လက်မှုလုပ်ကိုင်နေသူတွေအပြင်လူနေဆောင်တွေပါဖမ်းမိခဲ့တာဖြစ်ပြီးဆောက်လုပ်ပြီးလူနေအိတ်ဆောင်တွေဆောက်လုပ်ဆဲလူနေအိတ်ဆောင်တွေအစားအစာတူလာရုံအွန်လိုင်းလိမ်လည်လောင်းကစားပြုလို့အဆောင်အနေနဲ့ကင်းဆောင်မျှော်စင်တွေကိုပါတွေ့ရှိခဲ့ပါတယ်။ဖမ်းဆီးရမိငွေလိမ်လုပ်ငန်းမှာတုံ့ပြန်ဆက်ဆက်ပစ္စည်းလူနေဆောင်တွေနေရာထိုင်ခင်းတွေကိုမိရှို့ဖျက်ဆီးခဲ့လို့ဂျက်ဖက်စစ်တပ်ကထုတ်ပြန်ပြီးဖမ်းဆီးရမိနိုင်ငံသားတွေကိုတရားစွဲဆိုရေးယူတာတွေသက်ဆိုင်နိုင်ငံတွေစီလွှဲပြောင်းပေးနိုင်မှုဆောင်ရွက်သွားမယ်လို့လည်းစစ်ကော်မရှင်ကဆိုပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ကကြားဖြတ်လုပ်ငန်းတွေစီကဝင်ငွေလမ်းကြောင်းရယူမှုရှိနေလို့နိုင်ငံတကာမှာသုံးသပ်ပြောဆိုမှုရှိနေတယ်လို့စစ်ကော်မရှင်နဲ့နီနီကကဆက်ဆံရေးရှယ်လန်နဲ့ကင်တပ်ဖွဲ့ရဲ့နယ်မြေထဲမှာကြားဖြတ်လုပ်ငန်းတွေကိုစတိုက်ဖန်ဆီးရမိနေရပဲဖြစ်ပါတယ်။ဆက်လက်ပြီးစလင်းမှာနိုဝင်ဘာလအတွင်းညသား30နီးပါးပေါ်တာဆွဲခံရပြီးစမတန်ကိုညစ်ခံရသူနောက်သားပြန်လို့လားမကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့နယ်မှာနိုဝင်ဘာလအတွင်းလွန်ခဲ့29ယောက်ကိုစစ်ကော်မရှင်ကဖမ်းဆီးပြီးငွေပေးနိုင်သူနောက်တာလွတ်မြောက်ကကျန်တဲ့သူတွေစစ်တင်တန်းကြပို့ဆောင်ခဲ့အကြောင်းပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်။ပထမဆုံးအနေနဲ့ပြီးခဲ့အောက်တိုဘာလ30မိနစ်ပိုင်းကစလင်းမြို့ပေါ်ကြောင်ကြားရက်ကွက်တွင်အိမ်ငါးနေထိုင်နေတဲ့လူငယ်2ယောက်စလင်းစစ်မှာဈေးဝယ်သွားဖို့အင်္ဂါအတွက်လမ်းထိပ်ရောက်မှစစ်အုပ်စုနဲ့ထိပ်တိုက်တို့ကနေအိမ်ပေါ်ထိလိုက်လက်ပန်းစီခံရလို့ပြည်သူ့ညီနောင်စလင်းတပင်းတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်။ဒါအပြင်ကန်ဆောင်ကြီးရနဲ့လူငယ်တယောက်ကိုလည်းမလေးပြန်လမ်းမှာကျန်းမာစစ်ကော်မရှင်တပ်တွေကပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်းနဲ့ဖမ်းဆီးခံလူငယ်ကွန်ပျူတာဆွနေဝေကငွေကျပ်သိန်း190နဲ့ပြန်လည်ရွေးထုတ်ခဲ့ပြီးမဲ့လွတ်မြောက်ခြင်းမရှိဘူးလို့ဆိုတယ်။အကြမ်းဖက်စစ်အုပ်စုအနေနဲ့စလင်းမြို့နယ်တွင်ရောက်ရှိလာတဲ့စစ်ရင်အား29ယောက်ထဲက2ယောက်ပဲလွတ်မြောက်လာခဲ့ပြီး29ယောက်ကတော့ရမဲသိမ်းမြို့အခြေခံလေးကျင်းတင်တဲ့ကြောင်းဖြစ်တဲ့ရလာတအမတ်တေရဲစစ်တင်တဲ့ကြောင်းပို့ဆောင်ခံခဲ့ရကြောင်းသိရပါတယ်။အမနောစီအုပ်စုကပြည်သူတွေကိုပေါ်တာဆွဲပန်းစီငွေနဲ့ရွေးခိုင်းတယ်မရွေးနိုင်စစ်မှုထမ်းခေါ်သွားတယ်ငွေညစ်တယ်ဒါတွေကသူတို့နဲ့ရုံမာတယ်မသမားနီးအခုဆိုလူကကုန်ပြီ19နှစ်ကနေ40အထိဆွဲတာကုန်ပြီလို့ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့တောင်းရှိသူကပြောတယ်လက်ရှိချိန်นี้ရစလင်းမြို့နယ်တွင်လူငယ်လူရဲတွေစုစုရပေါ်တာဆွဲပန်းစီခံနေရချိန်ဖြစ်တယ်လို့တစ်ဖက်မှာလည်းတွေ့ရရွေးကောက်ပွဲတဲ့စစ်ရားတွေကြီးရတဲ့ဝင်ရောက်ထိုင်ချတက်ဆွဲနေကြောင်းသိရှိရပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒုပင်ကျေးဇူးတင်ရှိပါရရှင်။